ကဘာဦးကျန်အခန်းကြီး28ထိုအခါယာကုပ်သည်ဣဇက်ကိုခေါ်၍တင်သည်ခါနန်အမျိုးသမီးနှင့်အိမ်တော်ပဲမပြူရအမိအပဘေသွေလအမျိုးသားနေရာပါတနန်ရန်အရက်သို့ထား၍သွားလောတင်ဦး၏လာဗန်၏သမီးတစ်စုံတစ်ယောက်နှင့်အိမ်တော်ပဲပြူလောအနန္တတကုရှင်ဖျားသခင်သည်ကောင်းကြီးပေး၍တူဝါစေသဖြင့်တင်သည်အမျိုးကြီးဖြစ်မည်အကြောင်းနှင့်များပြားစီတော်မူသေးသည်အထက်ကအပြန်အားပေးတော်မူ၍တင်ယခုဧည့်သည်ဖြစ်လျက်နေသောဤပြည်ကိုတင်အမွေခံရမည်အကြောင်းတင်အား၎င်းတင်အမျိုးနွယ်အား၎င်းအဗျဟံ၏ကောင်းကြီးမင်္ဂလာကိုပေးတော်မူစေတည်းဟုကောင်းကြီးပေးလျက်မှာထား၍လွတ်လိုက်လေ၏ထို့သောယာကုပ်နှင့်ဧသော၏အမိရေဘကာ၏မောင်ရှုရိလူဘေသွေလသားလာဗန်နေရာပါဒနာယံပြည်သို့ယာကုပ်သွားလေ၏ထို့သောဣဇက်သည်ယာကုပ်ကိုကောင်းကြီးပေး၍ပါဒနာယံပြည်၌အိမ်တော်ပွဲပြုစေခြင်းကလွတ်လိုက်သောအကြောင်းကို၎င်းခါနန်အမျိုးသမီးနှင့်အိမ်တော်ပွဲမပြုရဟုကောင်းကြီးပေးသောအခါမှားထားကြောင်းကို၎င်းယာကုပ်သည်မိဘစကားကိုနားထောင်၍ပါဒနာယံပြည်သို့သွားကြောင်းကို၎င်းခါနန်အမျိုးသမီးတို့ကိုအဘဣဇက်မနစ်သက်ကြောင်းကို၎င်းဧသောတည်မြင်လျင်ဣရှမလျထံသို့သွား၍အထက်မယားတို့မှတပါအဗျဟံသာဣရှမေလသမီးနဘာယုံနမမဟာလက်နှင့်တဖန်အိမ်တောင်ဘက်ပြုပြန်လေ၏ယာကုပ်သည်ဘေရရှိဘရွာမှထွက်၍ခါရန်ပြည်သို့ခီးသွားစဉ်တွင်တစုံတစ်ခုသောအရက်သို့ရောက်၍မူချုပ်သောကြောင့်ညကိုလွန်စီမည်အကြံရှိသည်နှင့်ထိုရက်၌ကြောက်ကိုယူ၍ကောင်းအောင်ဖို့ထားပြီးလျင်အိမ်လေ၏မြင်ရသောအိမ်မက်ဟုမူကားမြေကြီးပေါ်၌လှေကားထောင်လျင်အဖျားသည်မိုးကောင်းကင်တိုင်အောင်မိ၏ဖျားသခင်ဤကောင်းကင်တမန်တို့သည်ထိုလေကားဖြင့်ဆေးလျက်တလျက်ရှိကြ၏ထာဝရဘုရားသည်လေကားထက်၌ရက်တော်မူလျက်ငါသည်တင်းအဘအပြန်၏ဖျားဣဇက်၏ဖျားသည်ဟုသောထာဝရဘုရားဖြစ်၏တင်းအိတ်သောမြေကိုတင်းနှင့်တင်းအမျိုးနွယ်အားငါပေးမည်တင်းအမျိုးနွယ်သည်မြေမုန်ကဲ့သို့များပြားလိမ့်မည်အရှိအနောက်တောင်မြောက်လေးမျက်နှာအရဲရဲတို့သို့နှံ့ပြားကြလိမ့်မည်တင်းနှင့်တင်းအမျိုးနွယ်အားဖြင့်လူမျိုးပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ငါသည်တင့်ဘက်မှရှိ၏တင်သွားလေရာ၌ငါဆောင်ပါမည်ဤပြည်သို့တဖန်ဆောင်ခဲ့ဦးမည်ဂရိထားသည့်အတိုင်းမပြေဆုံးမီတင့်ကိုငါမဆုံးဟုမိန်တော်မူ၏ယာကုပ်သည်အိပ်ပျော်ရာမှနိုးလျင်အကယ်စင်စစ်ထာဝရဘုရားသည်ဤအရပ်၌ရှိတော်မူ၏ရှိတော်မူကြောင်းကိုငါမသိဤအရပ်ကအပေများလောက်ကြောင်းမဲ့ဖွယ်ဖြစ်သည်တကားဤအရပ်ကအခြားမဟုတ်ဘုရားသခင်၏ဘုံဗိမာန်ကောင်းကင်တကားဝဖြစ်သည်တကားဟုကြောင်းဝန်ခြင်းသို့ရောက်၍ဆို၏တနေ့စောစောယာကုပ်သည်ထား၍ခေါင်းအောင်သောကြောက်ကိုယူသည်ဖြင့်မတ်တိုင်ဖြစ်စေလျက်ထူထောင်ပြီးလျှင်ကြောက်ထိပ်ဖျားပေါ်၌စီကိုလောင်လေ၏ထိုရက်ကိုလည်းဘေတလအမည်ဖြင့်မှဲ့လေ၏ထိုမျိုး၏အမည်ဟောင်းကဥလန်လူစာဟုတည်းထိုအခါယာကုပ်ကဖျားသခင်သည်ငါဘက်၌ရှိလျက်ငါယခုသွားရလမ်းမှာငါကိုဆောင်မ၍စားစရာအစာဝိစရာဝိတုကိုပေးသနာတော်မူလျင်၎င်းငါသည်တဖန်အဘ၏အိမ်သို့ညင်ဝစွာပြန်ရောက်၍ထာဝရဘုရားသည်ငါ၏ဖျားဖြစ်တော်မူလျင်၎င်းမတ်တိုင်ပြု၍ငါထူထောင်သောဤကြောက်သည်လည်းဘုရားသခင်၏ဗိမာန်ဖြစ်ရမည်ပေးသနာတော်မူသမျှတို့ကိုဆယ်ဘိုးတစ်ဖို့ပူဇော်ပါမည်ဟု၍သစ္စာပြုလေ၏